大家好，အားလုံးပဲမင်္ဂလာပါ။ဒီနေ့တင်ခန်းစာလေးမှာတော့သူများအတင်းတော့တဲ့နေရာမှာပြောလို့ရှိတဲ့တရုတ်စကားပြောအချို့လေးတွေကိုလေ့လာကြည့်ကြရအောင်။နံပါတ်1真的假的真的假的ဟုတ်ပြီနော်真的假的ဆိုတာဥပမာဆိုရင်မှန်လားမှားလားပေါ့ဥပမာဟုတ်လို့လားကျွန်တော်တို့မြန်မာစကားမှာဆိုရင်ဟုတ်လို့လားဆိုရင်真的假的ဆိုအဲ့လိုပြောလို့ရပါတယ်နောက်ထပ်နံပါတ်2မဟုတ်တော့ဘူးထင်တယ်ဒါမှမဟုတ်ရင်မဖြစ်နိုင်ဘူးထင်တယ်ဆိုရင်တရုတ်လူက不会吧不会吧不会吧ဆိုရင်မဟုတ်တော့ဘူးထင်တယ်မဖြစ်နိုင်ဘူးထင်တယ်ဟုတ်ပြီနော်နံပါတ်3ကျတော့အိုးဖျားကြီးဟုတ်နော်ဒီမြအတင်းတုံဆိုရင်ပြောရရှိရမလားအိုးဖျားကြီးဆိုရင်အိုး我的天哪我的天哪我的天哪လို့ပြောလို့ရတယ်ဒါပေမဲ့စကားကိုမြန်ပြောရတယ်နော်我的天哪အိုးဖျားကြီးသူတို့တော့ဖြစ်သွားတာလားဟုတ်ပြီနော်နံပါတ်4နောက်နေတာမလားဟိုမှာဆိုရင်မင်းကကိုနောက်နေတာမလားဆိုရင်开玩笑的吧开玩笑的吧မင်းကကိုနောက်နေတာမလား你在开玩笑的吧ဟုတ်ပြီနော်开玩笑ဆိုတာနောက်တာနော်နောက်တာစတာစနောက်တာကို开玩笑的吧ဆိုရင်နောက်နေတာမလားဟုတ်ပြီနော်နောက်တစ်ခုကျတော့震惊ဆိုတာအားတင်းသွားတာဟုတ်ပြီနော်အားတင်းတာဥပမာဆိုရင်လူတစ်ယောက်ကအဲ့ဒီလူတစ်ယောက်ရဲ့မကောင်းကြောင်းတွေကိုပြောရင်ကိုကအဲ့ဒီလူကိုမထင်မဲနဲ့ဒီလိုဖြစ်ရတယ်ဆိုတော့အားတင်းသွားတဲ့အချိန်မှာ震惊လို့ပြောတယ်နော်ဥပမာတစ်ခုကြည့်မယ်နော်震惊ရဲ့နားမလဲမှာကြောက်လို့ကျွန်တော်ပြောပြမယ်ဟုတ်ပြီနော်ဒီမှာကြည့်မယ်နော်第一次ဆိုတာပထမဦးဆုံး看到对扑ရင်တဲ့看到这个第一次看到这个ဆိုတာပထမဆုံးဒီဟာကိုတွေ့ဖို့ရင်မြင်ဖို့ရင်ဟုတ်မနော်ပြီးတော့确实ဆိုရင်တကယ်ဟုတ်ပြီနော်确实ဆိုတာတကယ်会有点震惊ဟုတ်ပြီနော်会有点震惊ဆိုတာအနေငယ်အားတင်းစေတယ်ဟုတ်ပြီနော်တကယ်အနေငယ်အားတင်းစေတယ်ဟုတ်ပြီနော်第一次看到这个确实会有点震惊ဒီဟာကိုပထမဦးဆုံးတွေ့ဖို့ရင်အနေငယ်အားတင်းစေတယ်ဟုတ်ပြီနော်နားလည်မယ်ထင်ပါတယ်နောက်တစ်ခုကျတော့疯了ဆိုတာယူလာပြီဟုတ်ပြီနော်疯了ယူလာပြီဟုတ်ပြီနော်နောက်တစ်ခုကျတော့快告诉我ဒီဟာလည်းတော်တော်တုံးတယ်နော်快告诉我ဆိုတာငါ့ကိုမြန်ပြောပြဟုတ်ပြီနော်သူများအကြောင်းကိုအရင်သိချင်တယ်ရောအရင်ဆက်စုရှင်နေဆိုရင်ငါ့ကိုအမြန်ပြောပြလေဆိုရင်你快告诉我吧မင်းကိုအမြန်ပြောပြလေဟုတ်ပြီနော်နောက်ဆုံးတစ်ခု相信我ငါ့ကိုယုံပါဟုတ်ပြီနော်相信我ငါ့ကိုယုံပါဟုတ်ပြီနော်နောက်တစ်ခါထပ်ကြည့်မယ်နောက်တစ်ခါထပ်ပြောကြည့်မယ်真的假的ဆိုတာဟုတ်လားဟုတ်လို့လားမှန်လားမှားလားဟုတ်ပြီနော်ဥမာလူတယောက်ရဲ့အကြောင်းကိုကတကယ်သိချင်တယ်တကယ်ဟုတ်လို့လားမသိဘူးဆိုတဲ့အချိန်မှာသုံးလို့ရတယ်真的假的ဟုတ်ပြီနော်နောက်တစ်ခုကျတော့不会吧မဖြစ်နိုင်ဘူးထင်တယ်မဟုတ်လောက်ဘူးထင်တယ်ဟုတ်ပြီနော်နောက်တစ်ခုကျတော့我的天哪အိုးဖျားကြီးဟုတ်ပြီနော်开玩笑的吧ဆိုရင်နောက်နေတာမလား震惊sorry ပြောလိုက်တော့震惊အားတင်းတယ်第一次看到这个确实会有点震惊第一次看到这个ဆိုတာဒီဟာနော်第一次看到这个确实会有点震惊ဒီဟာကိုပထမဆုံးတွေ့ဖို့ရင်အနေငယ်အားတင်းစေတယ်ဟုတ်ပြီနော်疯了ဆိုတာယူလာပြီ他疯了သူယူလာပြီဟုတ်ပြီနော်快告诉我ငါ့ကိုအမြန်ပြောပြပါနောက်ဆုံးတစ်ခုက相信我ဆိုရင်ငါ့ကိုယုံပါဟုတ်ပြီနော်နားလည်မယ်ထင်ပါတယ်နားမလည်ရင်ဒီဗီဒီယိုရဲ့အောက်မှာ comment မှန်ခဲ့ပြီးတော့မေးလို့ရပါတယ်